က front line မှာကားလေးနဲ့တွဲပြီးတော့သွားဖို့ဆိုတာထင်တယ်လို့ကြီးလွယ်ကူတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးဗျာမောင်ရှော့ကာနဲ့တစ်ဖက်ကလည်းကိုင်တီဒီနဲ့ပြန်ပေးတစ်ဖက်ကလည်း Alice Black Ori အောက်မှာ Soundful နဲ့ backline control နဲ့ EVA Rioli ထပ်ပါလာခဲ့တဲ့ character ကကာတီစီဒါတွေကိုထပ်ရတယ်ဗျာဒါမှလည်း area dominance တာလေးပေးနေအောက်မှာ 2 man ပဲထပ်တီးခဲ့ UNS နဲ့ backline control ပြန်ပြီးတော့လုတ်ပေးထားသေးတယ်ဆိုပေမဲ့တစ်ဖက်ကလည်း TLPH ပြန်ပြီးတော့ 4back RNH transfer what ပြန်ပေးထားခဲ့မယ် Hiroki လိုက်ရဖို့ကတော့ Focus PH မဖြစ်နိုင်ခဲ့ပါဘူး LPH ဒီအချိန်မှာတော့နောက်တော့ပြန်တော့စုပ်ခွာနေရတယ်ဗျ။ Oh Daily Cash အောက်မှာတော့ OHAP ကြီးတန်းပြတ်သွားပြီဗျာ။နောက်ချက်ဆိုလိုပဲ UK เนาะကျွန်တော်ပြန်ပြီးတော့ပေးလာတဲ့အနေအထားမျိုးလို့တော့သုံးသပ်လို့တော့ရတယ်။ Flat TV အနေနဲ့လည်းဒီဘာလုံးနိုင်မလဲ။ SB Crab ကို Alice နဲ့ Soundful ပြန်ကြည့်ခဲ့တဲ့အချိန်တွေတွားပြီးတော့သိနေပြီ information ဘာလဲပြန်ပေး execution နဲ့ဖြတ်တူ dash တွေအောက်မှာတော့ Pew ဒီကောင်နဲ့ပဲဒါပေမဲ့ကျွန်တော်တို့ချင်းသေးဖြစ်သွားတယ်ဗျာ Sandstone နဲ့ backline တစ်ဖက်ကလည်း Sandstone နဲ့ 2 man လေးပဲဖန်ခဲ့တဲ့ခိုက်တဲ့မှာတော့ 1-for-1 လေးပဲကာတီစီပြန်ပြီးတော့ပေးထားသေးတယ်နောက်မှလည်း down shot Flat TV ဝင်လာခဲ့ရဆိုပေမဲ့ဒီတာတော့အများဆုံး take down နောက်ချက်ဆိုလိုပဲအုံကွမ်းပြန်ပြီးတော့ down တော့ down လာသေးရဗျာเนาะနောက်မှပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်း UA နဲ့အနေနဲ့ခေါင်းတော့တိုးထားသေးရဗျာဟိုကနေလည်း UK လေးပါလေးเนาะပြန်ပြီးတော့ကြားနိုင်မယ်ဆိုလို့ရှိရင်တော့မစိုးဘူးတတကတော့ကေးဖို့ဆိုတာအရင်ကြီးတော့မလွယ်ကူသေးတဲ့အနေအထားလို့ပဲကျွန်တော်သုံးသပ်လိမ့်မယ်ဗျာအဓိကအိုဟက်အခုလည်းပြန်ပြီးတော့ပေးလိုက်ရဆိုတဲ့ချက်တစ်ခုကတော်လေးတော့များတယ်နောက်ပိုင်းမိနစ်တွေမှာတတရနေရမှန်ပေမဲ့ကယ်ရီယိုတွေတောက်လျှောက်ပြန်ကျလာမယ်ဆိုလို့ရှိရင်တော့အနေနဲ့များပြဿနာလေးတော့သွားပြီးတော့ဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးလောက်တော့ဖြစ်နိုင်သေးရဲ့ဗျာလက်ရှိမှာလည်းတက်တယ်ကိုထပ်ပြီးတော့ကာတီးတက်ရထားသေးရဲ့နောက်မှလည်း Sunfall ပြန်ပြီးတော့ပြေးနေတဲ့အနေအထားတစ်ခုတော့တွေ့ရတယ်ဗျာတောက်လျှောက်ဆိုသလိုပဲ High-Low Parade ကြားထဲမှာအလုံးလုံးဖို့ကြိုးစားနေတဲ့အနေအထားလို့တော့ကျွန်တော်သုံးသပ်လိမ့်မယ်ချန်နေခဲ့တဲ့ JP တကောင်ထပ်ပြီးဗျာကာတီးအနေနဲ့ကတော့ UK နှစ်ကောင်လုံးထိကိုတော့တောက်လျှောက်ဆိုလို့ပြန်ပြီးတော့ရယူထားနိုင်သေးရဲ့နောက်မှလည်းတောက်လျှောက်ပဲ Parade ပြန်ပြီးတော့ခင်းထားသေးရဲ့နောက်မှာမရတော့ဘူးဗျာ Flat TV ပြန်တောင်းတယ်လေးတစ်စီးထပ်ပြီးတော့ပြီးထားသေးရဲ့နောက်မှာ Social Pulse ပြန်ပြီးတော့ကြိုးစားနေရဲ့ဗျာတကောင်ချင်းစီဝင်သေးတယ်တော့ဖြစ်နေရဲ့နောက်မှာချန်နေခဲ့တဲ့ကျွန်တော်ကာတီးမှုတွေကတော့ first block fight ပြီးမှအရင်တိတာမှုတွေဖြစ်သွားတယ်ဗျာ game number 2မှာဆိုရင် game number 1မှာဆိုရင်အများကြီးပြောပြန်မြင်တွေ့ရနိုင်တယ်ပေါ့နော် Gloria Passway တစ်ဖက်ကလည်း triangle ထပ်ပေးနေတဲ့ backline control ဘက်မှာ all one တကောင်လေးပဲ bye bye တက်တာ Sherry ကိုဘလို့မှပြန်လို့တော့မရတော့ဘူးဗျာပေါ်မှာလည်းတစ်ဖက်ကမာကိုနေတော့ပြဿနာသိမထားတော့ဘူးဗျာเนาะအဲ့လိုမျိုး delay လောက်ကန်နေဆိုတော့ရတကူသိမကောင်းဖြူလည်းမပြန်ဝင်ယူ execution ပြန်ပေးမှာ beautifully ထပ်ထိန်းထားနဲ့ပြန်ချခဲ့တဲ့ခိုက်တဲ့မှာတော့ပြန်ချတယ်ဗျာ two man down ကို down shot ထပ်ပေးရတဲ့ခိုက်တဲ့တကူမှာတော့ Sunful နဲ့ backline control ဘက်မှာတစ်ဖက်ကလည်း kind easy on you လိုက်ကြည့်နေတဲ့ 1v1 လေးပဲ down shot လိုက်မိနေခဲ့ black all တွေပြန်ရှိနေရဆိုပေမဲ့ Ji Session အဆုံးသတ်ခဲ့တဲ့နောက်မှာတော့ 1 for 2 trade Focus PH ပြန်ပြီးရလိုက်တယ်အပေါ်လမ်းမှာလည်းဆက်ပြီးတော့ Flatty ကိုလိုက်ပြီးတော့အဆုံးသတ်ဖို့တော့များနေတယ် triangle နည်းနည်းလေးဒီ ambush ကိုပြန်ပေးထားခဲ့တဲ့ Cardi execution လုံးဝဖြတ်တော့ Deadly Cash နဲ့ Cardi ရပါမလားတော့ပါလာခဲ့ dash ဒီအမ Cardi ဒီလိုမျိုးပါလေးပဲ Sandstorm မှာ 2 man လေးပဲ background တစ်ဖက်က all-one နဲ့ပြန်ထိန် OHAP down shot လွတ်မြောက်နေစေနောက်က Black Ori အမ 3 man ထပ်ပြီးတော့ထိန် EVA Real manipulation damage တွေကြားထဲမှာ Soundful တကောင် Pew ရဲ့နောက်က area dominance ဒီအောက်မှာတော့ပြန်ချရတယ်ဗျာ Hiroki 1 man down လေးထပ်ပြီးတော့ကြုံတွေ့လိုက်ရတယ် Kino ကတော့ flying cloud နဲ့ပဲချက်ချင်းဆိုသလိုပြန်ပြီးတော့ရောက်ရှိလာတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နော်တစ်ဖက်မှာတော့ Kai TZ ရဲ့ Ji Session ကလော့အစပြီးတော့ try နေပြီကာတီးရဲ့ user ရှင်းเนาะကျွန်တော်လောက်စားပြီးတော့ try တော့ try နေကြဒါပေမဲ့ဒီလောနားလေးမှာလည်းကာတီးကလည်းပြန်ပြီးတော့ရှိထားသေး High-Low Parade တက်ပြီးခင်းထားသေးတဲ့အချိန်တစ်ခုမှာဒီလောတော့ကာတီးပြန်လည်းပြီးတော့ရောက်ထားသေးရဗျာဒါပေမဲ့နောက်မှတောက်လျှောက်ကိုပြန်ပြီးတော့ test ထားသေးရဲ့နောက်မှာကာတီးကိုပြန်ရတယ်ဗျာသုံးလုံးပြန်ပြီးတော့ final သေးရဲ့နောက်မှာကာတီး set တော့ပြန်ဝင်လာနေနေပဲကာတီးရော SMG ရောအကုန်လုံး OHAP ရောပြန်တောင်းနေနေပဲဒီလောနဲ့တူပွဲကိုတခါတည်းအဲ့မှုအတားလာတော်တော်လေးတော့များနေမှကြည့်ရမှာ2ပြန်ချခဲ့တဲ့နောက်မှာတော့ Sunfallပြီးတော့ပေးထားသေးရဗျာလီယော်လော်ဒီပြန်ချတဲ့နေရာတစ်ခုမှာ Sunfall တပ်ဖို့ကတော်တော်လေးကကဲနေနေပဲဒီအချိန်မှာလဲ Sunfall အနေနဲ့ survive နေတော့မယ်ဒါမှမဟုတ် Supermarco ရဲ့နောက်ကျဘက်က backline ကိုရောက်ခဲ့မယ်ဆိုရင်တော့ဒီ PH အနေနဲ့အများကြီးအဆင်ပြေသွားမဲ့အနေအထားမျိုးလို့ပြောရမယ် Slow stack နောက်ကလည်း flat easy တစ်ဖက်ကလည်း damage taker only ပဲ Mount Sugar နဲ့ပြန်ကြည့်ထားခဲ့တဲ့ခိုက်တဲ့တစ်ခုမှာ Delicate အနေနဲ့ပြန်ပေးရလုံးတော့ကက်လို့တော့မရသေးဘူးတော်တော်သုံးချက်နဲ့ SMG တမ်းပြီးတော့ပြန်ပါလာခဲ့တဲ့ Sandstone နဲ့ backline control band မှာ Gloria Puffy ပြန်ခင်းခဲ့တဲ့ခိုက်တဲ့မှာ All-One တောက်ရှောင်းနောက်ကပြန်မေးခဲ့မယ်ပြန်ချတဲ့ Marco 1-for-1 လေးပဲ trade ခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ Sunful ပြန်ချဖို့တော့များနေပြီ Kai easy အဆုံးသတ်ခဲ့တဲ့နောက်မှာတော့ 1 for 2 trade ဒီ low ပါ Focus PH ထပ်ပြီးတော့အဆုံးသတ် backline မှာ All-One တောက်ရှောင်းဝင်ရိုက်နေခဲ့တဲ့ damage အောက်မှာတစ်ဖက်ကလည်း BOD ထပ်ပါလာခဲ့တဲ့အခြေအနေပြ triangle ကာတီးစီပြန်ပေးထားခဲ့တဲ့နောက်မှာတော့ 3 man ပဲကြံရှိနေခဲ့တဲ့ Team Liquid Philippines ဘာလဲ Organ နဲ့ Gonzi တစ်ဖက်ကလည်း OHAP ကတော့သူနည်းနည်း ambush တော့ပြန်လုပ်နေတဲ့အခြေအနေပြ Sanji နဲ့ OHAP နဲ့တွဲထားခဲ့တဲ့ဆိုတဲ့ခိုင်တဲ့တစ်ခုမှာ basically ပြန်သွားဖို့တော့များနေတဲ့ backline control နဲ့သွားနေတဲ့ Sanji ထပ်ပေးထားခဲ့တဲ့ Kanaku Sandstorm ထပ်ပြီးတော့ရှောင်ပြနေတော့ Organ တွဲသွားပြီဒါမှလည်း Sunful နဲ့ပြန်ချခဲ့တယ်ဆိုတော့တစ်ဖက်ကလည်း Organ ပြန်ပြီးတော့ trade ဖို့တော့ကြိုးစားနေခဲ့တဲ့ခိုင်တဲ့ Oh Rockstar Cannon by Supermarco အောင်းနေ edge မှာတစ်ဖက်က OHAP က double kill နဲ့ Marco ထပ်ပြီးတော့အဆုံးသတ် taste trapper 3 man down 4 man down ဒီပေါ် overall နဲ့ Team Focus PH ရိုက်ခွဲထားနိုင်ခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ဒီလော့ပါဆက်လက်ပြီးတော့ရိုက်ခွဲထားတဲ့ပဲဒီကောင်နဲ့ချန်ရှိနေခဲ့တဲ့ Car TZ defense ထားဖို့ဆိုတော့အရင်ကတော့သိမလွယ်သေးဘူးဗျ Minion Wave ပြပါလာတော့ 5v1 နဲ့အောက်မှာ Kai TZ Killis Relay ပြန်ရရှိထားရတယ်ပဲ Team Focus PH ရဲ့နောက်ဆုံးသော claim sheet တစ်ခုတော့ပြန်လည်ပြီးတော့ချစ်ပြတ်နိုင်ခဲ့တဲ့အခိုက်အတန့်မှာ
Best of 5 series ရဲ့ game number 4တော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရှုရအောင်မှလည်းဖြစ်ပါ